ဒါဟာမျောလင်းထားရရလာလားဒါမှမဟုတ်မျောလင်းမထားရရလာလားဒီကိုရအားလုံးပဲမင်္ဂလာပါ Sport Geek ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီ Chelsea နဲ့ Aston Villa တွေ့ဆုံမှုတော့တော်တော်လေးကျွန်တော်တို့ Chelsea fan တွေအတွက်ပျော်စရာကောင်းခဲ့တယ်လို့ပြောရမှာပါဒါပေမဲ့အစောပိုင်း2မိနစ်မှာတင်တကိုးပေးလိုက်ရပြီးတော့ကျွန်တော်တို့တွေသွားပြီလို့တောင်မှတွေးမိတဲ့ခိုက်တက်နေလည်းရှိခဲ့ပါတယ်ဒါကတော့ roller coaster စီးရလိုမျိုးခံစားချက်ပဲဖြစ်ပါတယ်ဒီတော့ကစားသမားတွေပိုင်းကိုတစ်ချက်ကြည့်မယ်ဆိုတော့ကစားသမားတွေကမင်းညကတာဝန်ကျေခဲ့ပါတယ်ဂျော်ဘက်ဒရိုဟက်ဒရစ်ယူရဲကိုပါမာတကိုးသွင်းတယ်ကျွန်တော်တို့မြင်စေချင်တဲ့တိုက်စစ်ကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ဒါဟာဒုတိယပိုင်းမှာပို့ပြီးတော့ပုံပေါ်လာတယ်လို့ပြောလို့ရပါတယ်ပထမပိုင်းချေပါကိုကလည်းတော်တော်လေးသုံးသက်လှပခဲ့ပါတယ်မာလိုဂက်ဖတိုရဲ့ဖြတ်တင်ပေးဖို့မှုနဲ့ဂျော်ဘက်ဒရိုရဲ့အဆုံးသတ်မှုကတော်တော်လေးလှပခဲ့ပါတယ်ဒီတော့ဒီပွဲကပျော်စရာကောင်းခဲ့တယ်ကျွန်တော်တို့လိုအပ်နေတဲ့အနိုင်သုံးဘက်ကိုလည်းရခဲ့တယ်ပြီးတော့ Aston Villa လိုအသင်းကိုနိုင်ခဲ့တာဖြစ်တဲ့အတွက်ပို့ပြီးတော့တောင်မှပျော်စရာကောင်းပါသေးတယ်ကျွန်တော် Chelsea ကရှေ့ပွဲတွေမှာတောက်လျှောက်ကြောင်ပြောင်းနေခဲ့တယ်ကျွန်တော် Chelsea ရဲ့ခြေစွမ်းကမတည်ငြိမ်ဖြစ်နေခဲ့တယ်ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်မြင်ချင်တဲ့ရလက်ကျွန်တော်လိုချင်တဲ့ရလက်ကိုအရယူနိုင်ခဲ့တယ်ဒီအတွက်လီယန်ရိုဆေနီယာကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့လီယန်ရိုဆေနီယာကိုလည်းအရန်ကြီးချီးကျူးလို့မရသေးပါဘူးသူ့မှာလည်းလိုအပ်ချက်တွေရှိပါသေးတယ်အရင်ဆုံးအနေနဲ့ဒီ Ilele နဲ့ Better Play ကိုတိစောက်နေတဲ့အပိုင်းကိုပြောချင်ပါတယ်လီယန်ရိုဆေနီယာက Better Play ကိုကြိုက်တဲ့နီးပြတအုပ်ဖြစ်တယ်ဒီတော့အသင်းကလည်း Better Play Style နဲ့သွားတယ်ဒါပေမဲ့အဲ့ဒီမှာလိုအပ်ချက်တွေရှိပါတယ်ပြောမယ်ဆိုရင်ဒီနောက်တန်းအမားတွေကနေလည်းဂိုးပေးရမလို့ဖြစ်ခဲ့ပါတယ်ဒီလူဂျိုနေလို့သာကျွန်တော် Chelsea ကပထမပိုင်းမှာ2ဂိုးမပေးခဲ့ရဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လည်းကွင်းလယ်ကနေပြီးတော့ Reef Jane ကနေပြီးတော့လူပေးမှားသွားတယ်မှားတဲ့အမားကနေပြီးတော့ဒီနောက်တန်းတွေကမထိန်ချုပ်နိုင်တာဖြစ်တဲ့အတွက်ဂိုးပြန်ပေးလိုက်ရတယ်ဒါပေမဲ့ကန်ကောင်းတာကအိုက်ဂိုးကလူဂျွန်ခဲ့တယ်တကယ်လို့ဒီဂိုးသာလူဂျွန်မဟုတ်ခဲ့လို့ဆိုရင်ကျွန်တော် Chelsea ကပထမပိုင်း 2-1 ဆိုရလက်နဲ့ဆုံးသက်သွားမှာဖြစ်တယ်ဒီတော့အမားတွေရှိသေးတယ်အဲ့လိုအမားတွေကြားကနေရလက်ကောင်ဖော်ဆောင်ခဲ့တယ်ဒီတော့ပြောရမှာတဝက်မပြောရမှာတဝက်ပဲဖြစ်ပါတယ်ဘာဖြစ်ဖြစ်ပါလိုအပ်တဲ့အနိုင်ကိုရတယ်အနိုင်3မှတ်အိတ်ကက်တည်းထည့်ခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်တို့ကျေနပ်ပါတယ်လီယန်ရိုဆေနီယာကတော့ဒီ man management ဘိုင်းမှာလည်းလိုအပ်ချက်တွေရှိနေသေးတယ်လို့ပြောရပါမယ်ကစားသမားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးတဲ့အပိုင်းနေဒီအဝေလဲကန်တွေကကျွန်တော်မမြင်ရတဲ့စကားသံတွေမှာလိုအပ်ချက်တွေရှိနေပါသေးတယ်ဘာဖြစ်ဖြစ်ပါနီးပြကတော့ကျွန်တော် Chelsea အတွက် passion အပြည့်ရှိရဲဆိုတော့မြင်နေရတာပဲဖြစ်တဲ့အတွက်ကျေနပ်အားရမှုတော့ရှိပါတယ်ကဲလာမယ့်နောက်ပွဲတွေမှာလည်းဒီလိုမျိုးကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်ဖို့လိုအပ်တယ်လို့လည်းကျွန်တော်ကတော့တွေးမိပါတယ်တပွဲနိုင်လိုက်တပွဲချေပြောက်လိုက်ကတော့ကျွန်တော် Chelsea အတွက်အဆင်မပြေပါဘူး brother တော့မင်းညကပွဲပေါ်မှာဘယ်လိုမြင်နေရှိကြလဲဆိုတော့ချက်ပြောသားပေးလို့ရပါတယ်ကျွန်တော်ကတော့ João Pedro hat-trick ယူတယ်ကိုပါမာတကိုးသွင်းတယ်အဲ့အတွက်တော်တော်ကြီးအားရကျေနပ်မှုရှိပါတယ်ခုလိုမျိုးသုံးနည်းကြီးသွားပေးညီကိုအားလုံးလည်းကျေးဇူးတင်ပါတယ်စိတ်ပါဝင်သားလို့ဘောလုံးပွဲကိုအကောင့်ဖွင့်စော်ကစားခြင်းနဲ့ဆိုတော့ Viber Telegram ဖုန်းနံပါတ်3996898885ကိုသာဆက်သွယ်စုံစမ်းလိုက်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်